သောတာပန်လူချင်းသောတာပန်အချင်းချင်းမှရမှာပေါ့ဗျာ ကျမပါဗျာ သူကဘာမှမဟုတ်ဘူးမတွေးရ မှန်ပါဗျာ တခါတခါတို့နာခါတို့က7ပါး9ပါး10ပါးယူရတာ ကျမဗျာ သောတာပန်ကမတွေးရင်ရသည် မှန်ပါဗျာ သူကငါတလုံးဖြုတ်သွားတာဟုတ် ကျမ အဲ့တော့တွေးတာကတွေးလို့ငါဖြစ်တာမဟုတ်ဘူးလား မှန်ပါဗျာ ငါရလို့ပြီးကြရှိလို့လားဗျာ မရှိပါဘူးဗျာ တွေးလို့ဖြစ်တာမတွေးရင်ပြတ်တယ်ဒါပဲသောတာပန်မြတ်ခေးနာမှာជីဘောပြီးဖို့မတွေးနဲ့လေ ကျမဗျာ လုံးပြကြီးတာလို့မတွေးနဲ့ မှန်ပါဗျာ အဲ့ဒါသောတာပန်ဖြစ်ခြင်းရဲ့အကြောင်းပဲ မှန်ပါဗျာ သူ့မှာဟိုအိမ်တော်သားမွေးတွေရပြီးငါးပါးသောဒိဋ္ဌာပုတ်ပဲလူသည်ငါးပါးကခင်ဗျားတို့လူနဲ့လည်းမဆိုင်ဘူးဟိုဟာလေးဘာသာနဲ့လည်းမဆိုင်ဘူး မှန်ပါဗျာ တရားသမားနဲ့လည်းမဆိုင်ဘူးလူဖြစ်ရင်ကျင့်ရမှာ မှန်ပါဗျာ လူဖြစ်ရင်ကျင့်ရမှာမွတ်စလင်လည်းကျင့်ရမှာခရစ်ယာန်လည်းကျင့်ရလူဖြစ်ရင်ကျင့်ရမှာဟင်တို့ဘာတို့ဟိုကိုမျိုးမျိုးလည်းကျင့်ရမှာပဲလူဖြစ်ရင်ကျင့်ရမှာကြီးတယ်ပဲ မှန်ပါဗျာ သူကဟိုကိုရင်းစာစိတ်ကူတောင်းယူတာလေ ကျမဗျာ ဒါပါဒီကကိုရင်းစာစိတ်တောင်းယူတာ မှန်ပါဗျာ အဲ့တော့ကိုရင်းစာကလူဖြစ်တုံးစားလောရတာမဟုတ်ဘူးလား မှန်ပါဗျာ ဒီတို့ဟိုကြောင်ကြီးဖြစ်မှာတော့သူဖြစ်ကျွတ်ပြေးရင်ဘယ်နဲ့လုံးလို့ မှန်ပါ ပါဖေဟာဘယ်လိုပါမှာ မှန်ပါသူကလုံးဝဆိုကြောင်ပြေးလက်ခုံးမယ်ဆိုတဲ့သဘောပါပဲ ခုံးမပြောတာ မှန် လား ပါအဲ့လိုသဘောပါ ဟုတ်ပါဘူးဗျာ ဘယ်ဘယ်နဲ့တော့မြန်မာကြီးကတော့ခုံးပါတဲ့အပြင်မှာကြီးကိုကြောင်ဖြစ်ရင်ဘယ်နဲ့တော့ရှေ့ကျွတ်ဖြတ်ပြေးနေနီးပလာတော့တာပါနဲ့အဲဒီဒိဋ္ဌာဖြစ်မှာတော့ဘသူဘာဖြစ်နေနေငါသားဖို့ပဲတခုပဲငါပဲ မှန်ပါဗျာ ဒိဋ္ဌာအားလုံးကငါပဲ မှန်ပါဗျာ တို့ကအဲ့တော့အဲ့ဒီငါတလုံးပေးရတာသောတာပန်ကဘာမှမဟုတ်အဲ့တော့ငါတွေကလာတာတော့တွေးလို့မတွေးနဲ့ပေါ့လုံးပြရကြီးတာလို့ မှန်ပါဗျာ မတွေးနဲ့ပေါ့ မှန်ပါဗျာ ဒါပဲ မှန်ပါဗျာ ပြီးတော့ရှိသေးတယ်ဘုရားမကြီးများပြီမလားသန္တာနဲ့လောဘ မှန်ပါဗျာ အဲ့လို့ရင်ချိုးခြင်းနဲ့ မှန်ပါ ဒါကတော့သန္တာ မှန်ပါဗျာ မချိုးရမနေနိုင်ဘူးဆိုရင်တော့လောဘ မှန်ပါဗျာ ဟင်အဲ့ရင်တော့လူတိုင်းရေချိုးကျင်တာပေါ့လား မှန်ပါဗျာ သူတို့မချိုးရမနေနိုင်ဘူးဆိုတာမျိုးမဖြစ်ရင်အဲ့ဒါသန္တာပဲ မှန်ပါဗျာ ဒီရေချိုးကိုချိုးရမှဆိုရင်အဲ့ဒါလောဘပဲသန္တာနဲ့လောဘဒါနှစ်ခုပဲလေ ကျမ အဲ့တို့ပါဘယ်နဲ့တို့လောဘများတာလားသန္တာများတာလား တော့